ကျိန်စာတဲ့နွားဖြူကြီးဟိုရှိတုန်းကပကံခေတ်နောက်ပိုင်းလောက်မှာတရက်တော်လို့ခေါ်တဲ့ရွာကြီးတစ်ရွာရှိခဲ့ဘူးတဲ့အဲ့ဒီရွာမှာဦးဘိုးထော်ဆိုတဲ့တထေးတစ်ယောက်ရှိတယ်ဦးဘိုးထော်ကချမ်းသာပေမဲ့လောဘကြီးပြီးရက်ဆက်တတ်တဲ့သူအဖြစ်နာမည်ကြီးတယ်တနေ့တော့ဦးဘိုးထော်ဟာနယ်လက်ကုံတယ်တွေစီကနေထူးခြားတဲ့နွားထီးကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်အဲ့ဒီနွားကြီးကတာမန်နွားတွေထက်နှစ်ဆလောက်ကြီးပြီးတကူလုံးဆွတ်ဆွတ်ဖြူနေတဲ့ဒါပေမဲ့ထူးဆန်းတာကနွားရဲ့မျက်လုံးတွေပဲမျက်လုံးတွေကနီးရဲနေပြီးလူကိုစိုက်ကြည့်လိုက်ရင်ကြောချမ်းသွားလောက်အောင်အေးဆက်နေတတ်တယ်။ကုံတယ်တွေကဒီနွားကတာမန်မဟုတ်ဘူးတထေးမင်းရှေးဟောင်းဖျားပြက်တစ်ခုရဲ့ခြံဝင်းထဲကတွေ့ခဲ့တာဒီကောင်ကြီးကိုဝဲမယ်ဆိုရင်တတိထားပါလို့တတိပေးခဲ့ပေမဲ့ဦးဘိုးထော်ကဂယုမဆိုင်ပဲအဖိုးခကြီးပေးပြီးဝယ်ယူခဲ့တယ်သူကဒီနွားဖြူကြီးကိုပိုင်ဆိုင်ရင်သူ့ကုံတဲ့ပိုကြီးမယ်လို့တွေးခဲ့တာကိုထူးဆန်းသောနမိတ်များနွားဖြူကြီးရွာကိုရောက်လာတဲ့နေ့ကစပြီးထူးဆန်းတာတွေဖြစ်လာတယ်။နွားဖြူကြီးကိုထားတဲ့တဲနာကိုဘယ်တရိတ်ဆန်မှမကက်ရဲကြဘူး။ညဘက်ဆိုရင်နွားကြီးကအစာမစားပဲမိုးပေါ်ကိုမော့ပြီးဝမ်းထဲစရာကောင်းတဲ့အတန်နဲ့အော်မြည်တတ်တယ်။ဦးဘိုးထော်ရဲ့အိမ်သားတွေလည်းအိမ်မက်ဆိုးတွေမက်ပြီးဖျားနာလာကြတယ်။ရွာဦးကျောင်းဆရာတော်ကတကားကြီးဒီနွားကရိုးရိုးနွားမဟုတ်ဘူးဥစ္စာဆောင်ဒါမှမဟုတ်ကျိန်စာတင်နေတဲ့ပုံကိုတူဖြစ်လိမ့်မယ်ပြန်လွတ်ပေးလိုက်ပါလို့မိတ်ပေမဲ့ဦးဘိုးတော်ကမယုံကြည်ခဲ့ဘူးနွားကိုလှည့်တက်ပြီးအလုတ်ခိုင်းဖို့ပဲကြိုးစားခဲ့တယ်။လပညာရင်ဆိုင်မှုတဆောင်မုံလပညာရောက်တော့ဦးဘိုးတော်ဟာနွားဖြူကြီးကိုလှည့်တက်ပြီးပွဲစည်းထွက်ဖို့ပြင်ဆင်တဲ့နွားကြီးကလုံးဝမရွေ့ပဲငြိမ်နေတဲ့ဒေါသထွက်နေတဲ့ဦးဘိုးတော်ကကြိမ်လုံးနဲ့နွားကြီးကိုရိုက်နှက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတွေတိုက်ခတ်လာပြီးကောင်းကင်တစ်ခုလုံးမဲမောင်သွားတယ်နွားဖြူကြီးကရုတ်တရက်လဲထမ်းဖို့ကိုရုန်းကန်လိုက်ရလဲတစ်ခုလုံးကျိုးပဲ့သွားတယ်။ဦးဘိုးထော်လဲကျသွားတဲ့အချိန်မှာသူမြင်လိုက်ရတာကနွားတစ်ကောင်မဟုတ်တော့ဘူးနွားဖြူကြီးရဲ့နောက်မှာမဲမောင်ကြီးမားတဲ့အရိပ်မဲကြီးတစ်ခုထက်ရက်နေတာကိုတွေ့လိုက်ရတယ်နွားကြီးကစကားပြောလာတယ်လူတန်မဟုတ်ပဲပဲ့တင်တန်လူမျိုးအတန်ကြီးနဲ့ပေါ့ငါဟာဖျားမြေကိုစောင့်ရှောက်ဖို့တာဝန်ရှိခဲ့ပေမဲ့လောဘကြောင့်တာဝန်ပြက်ကွက်ခဲ့လို့နွားဘဝနဲ့အပြစ်ပေးခံထားရသူဖြစ်တဲ့ငါ့ကိုနှိပ်စက်တဲ့မင်းရဲ့လောဘကလည်းမင်းကိုပြန်ပြီးဒုက္ခပေးလိမ့်မယ်ပြောပြီးတာနဲ့နွားဖြူကြီးဟာအမှောင်ထဲကိုဒုံဆိုင်ပြေးထွက်သွားတယ်နောက်တနေ့မနက်မှာတော့ဦးဘိုးထော်ရဲ့စပားကြီးတွေမီးလောင်ပြီးပိုင်ဆိုင်သမျှပြာကျသွားခဲ့တယ်နွားဖြူကြီးကိုတော့ဘယ်သူမှပြန်မတွေ့ရတော့ဘူးတချို့ကတော့တောနက်ထဲကဖျားပြက်နာမှာညဘက်ဆိုရင်မျက်လုံးနီနီနဲ့နွားဖြူကြီးလှည့်ပတ်သွားလာနေတာကိုတွေ့ရတတ်တယ်လို့ပြောစမှတ်ပြုကြလေတဲ့ဒီဇလန်းကိုသဘောကျပါရဲ့လားဗျာနောက်ထပ်ဆက်တစ်လာအောင်မယ်